မြန်မာတက်မတော်နဲ့ဒေါအောင်ဆန်းစုကြည်နဲ့ညီမြချင်းရဲ့ဟိုဘက်ဒီဘက်မှာထားကြည့်ရအောင်ပါမြန်မာတက်မတော်ညီမြချင်းဒေါအောင်ဆန်းစုကြည်ညီမြချင်းမြန်မာတက်မတော်ရေးတာနဲ့တင်ပြောတာနဲ့တင်ညီမြချင်းရဲ့ဟိုဘက်ဒီဘက်ကိုကြည့်ပြီးတော်တော်စိတ်ပြတ်နေပါတယ်ကိုချတဲ့ equation ပါပဲဒါပေမဲ့အဆင်မပြေပါဘူး။ဘာကြောင့်လဲဆိုတော့တန်ဖိုးချင်းတွေမတူလို့ပါ။ဒီအပိုင်းမှာဒေါအောင်ဆန်းစုကြည်ရဲ့အတန်ပြန်ကြားလာရပါတယ်။ရွေးကောက်ပွဲနီးလာပြီဆိုတဲ့အခါကျတော့ရွေးကောက်ပွဲကိုပြက်စီတဲ့သူတွေရွေးကောက်ပွဲအတန်တိုးသွားစေတဲ့သူတွေကတခြားသောအာရုံစိုက်စရာတွေကိုအစဆွဲထုတ်လာကြပါတယ်။သူတို့မှာအစဆွဲစရာကလည်းနှစ်ဆပဲရှိတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီခုရွေးကောက်ပွဲကဒီမိုကရေစီလမ်းကြောင်းကိုသွားပြီဆိုတော့ဒီမိုကရေစီနဲ့ပတ်သက်ပြီးအစဆွဲစရာသိမရှိတော့ပါဘူး။ဒီတော့ဒေါအောင်ဆန်းစုကြည်ကိုအစဆွဲထုတ်လာပါတယ်။ကျွန်တော်ပြောခဲ့သလိုပါပဲ။ညီမချင်းရဲ့ဟိုဘက်တစ်ဘက်မှာမြန်မာတပ်မတော်နဲ့ဒေါအောင်ဆန်းစုကြည်နဲ့ထားကြည့်ကြတာဒေါအောင်ဆန်းစုကြည်ကိုဒီနေ့ဒီအချိန်အထိချစ်ခင်ယုံကြည်လေးစားထောက်ခံနေတဲ့သူတွေအများအပြားရှိပါတယ်ကျွန်တော်သူတို့ကိုမေးချင်တာကဒေါအောင်ဆန်းစုကြည်ကိုဘယ်လိုအရေးချင်းတွေကြောင့်များချစ်ခင်ယုံကြည်လေးစားထောက်ခံနေကြလဲဆိုတာကိုပါသူတို့တွေဒေါ်စုကြည်ကိုချစ်ခင်တယ်လေးစားတယ်ထောက်ခံတယ် okay ဒါတို့ရဲ့ right သို့တော့ဘယ်အချက်တွေကိုများသူတို့တွေကကြိုက်လို့ဘယ်လိုအရေးချင်းတွေကိုသဘောကျလို့ချစ်ခင်ကြတာလေယုံကြည်ကြတာလေထောက်ခံကြတာလေဒါကကြတော့အရေးကြီးပါကိုချစ်ခင်ယုံကြည်လေးစားထောက်ခံတဲ့လူတယောက်မှာဘယ်လိုအရေးချင်းတွေရှိနေလဲကိုယ်တိုင်ရောသိရလားကိုယ်တိုင်သိတာကိုရောတခြားသူကိုပြန်ပြောပြနိုင်ရဲ့လားပြန်ရေးပြနိုင်ရဲ့လားဆိုတာသိသင့်ပါတယ်ကျွန်တော်အမြင်အရတော့ဒေါအောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအနေနဲ့ချစ်ခင်တာတော့ထားပါလူပုဂ္ဂိုလ်ဆိုတော့ယုံကြည်လေးစားထောက်ခံခြင်းစရာဘာတစ်ခုမှမရှိဘူးဒေါအောင်ဆန်းစုကြည်မှာမြန်မာနိုင်ငံနဲ့ပတ်သက်ရင်မြန်မာနိုင်ငံသားတွေအတွက်ကောင်းခွက်ကောင်းကျိုးကောင်းရာကောင်းကျိုးလုပ်ပေးခဲ့တာဘာတစ်ခုမှမရှိပါဘူးဥပမာလေးတွေလည်းကျွန်တော်ပြောပြခဲ့ပြီးပါပြီထပ်ပြောပြပါမယ်ကိုယ်နိုင်ငံကိုတခြားသောနိုင်ငံတွေကဆန်ရှင်းလို့အောင်သူလုပ်ခဲ့တယ်အပြစ်မဲ့တဲ့ပြည်သူတွေအဖမ်းခံရအောင်အမိန့်အာဏာဟူသမျှတာဝန်ရဖီဆန်ကြဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကင်ခဲ့တယ်NC လက်မှတ်ထိုးတဲ့အချိန်မှာမထိုးကြပါနဲ့အိုးစောပါသေးတယ်ဆိုပြီးတားမြစ်ခဲ့တယ်မြစ်ဆုံစီမံကိန်းကိုကျမတို့ပါတီအာဏာရလာရင်ပြည်သူကိုချပြပါမယ်ဆိုတဲ့စကားပြောခဲ့တယ်အာဏာရတဲ့အချိန်မှာအတန်တော်မကြားရအောင်လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါဆိုတဲ့မူဝါဒအလွယ်ကြီးချပေးခဲ့တဲ့အတွက်ပုပ်ပန်းစည်းတွေအာဏာရလာခဲ့ကြတယ်မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံတစ်ခုပါအမျိုးသမီးမဝင်ရဆိုတဲ့နေရာတွေအထွတ်မြတ်ထားတဲ့နေရာတွေအများကြီးရှိပါတယ်သူအာဏာရတဲ့အချိန်မှာလုပ်ချင်တယ်လို့သူလုပ်ခဲ့ပါတယ်ဝင်ချင်တယ်လို့ဝင်ခဲ့ပါတယ်ဒါကျွန်တော်အကြံပေးနည်းတွေပဲပြောပြနေတာသူဖြတ်ခဲ့တဲ့ဥပဒေတွေသူပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေအကြောင်းဆက်ပြောမယ်ဆိုရင်ဗီဒီယိုဖိုင်ရှေ့သွားမှာဆိုလို့ပေါ့ဒီအချက်လောက်နဲ့တင်ပဲဒေါအောင်ဆန်းစုကြည်ဟာမြန်မာပြည်အတွက်မြန်မာပြည်သူပြည်သားတွေအတွက်ကောင်းသလားယုံကြည်လေးစားထောက်ခံတဲ့သလားဆိုတာသိတာပါတယ်ယုံကြည်လေးစားထောက်ခံတဲ့သူတွေကိုလည်းကျွန်တော်တောင်းပန်ပါတယ်ဒေါအောင်ဆန်းစုကြည်ပေါ်ဘယ်အချက်တွေကြောင့်ချစ်ခင်ယုံကြည်လေးစားထောက်ခံတယ်ဆိုတာကိုလူငယ်တွေသိအောင်ပြည်သူတွေသိအောင်ပြောပြစေချင်ပါလေရေးပြစေချင်ပါတယ်ဟုတ်ပြီညီမချင်းရဲ့ဒီဘက်မှာရှိတဲ့မြန်မာတပ်မတော်ကိုမုန်းနေတဲ့သူတွေပြိုကွဲစေခြင်းတဲ့သူတွေအခုချိန်ထိလည်းရှိနေပါသေးတယ်မြန်မာတပ်မတော်ကိုမုန်းတဲ့သူတွေအနေနဲ့ဘာကြောင့်မြန်မာတပ်မတော်ကိုမုန်းတာလဲဆိုတာအခြေတဝင်လေး
ရေးပြကြည့်ခြင်းပါတယ်ပြောပြကြည့်ခြင်းပါတယ်ကျွန်တော်ကတော့ရှင်းပါတယ်မြန်မာတပ်မတော်ကိုချစ်ခင်ယုံကြည်လေးစားထောက်ခံတယ်ဘာကြောင့်ချစ်ခင်ယုံကြည်လေးစားထောက်ခံတယ်ဆိုတာကိုလည်းကျွန်တော်နှစ်ရှည်လာများအခြေတဝင့်ရေးပြခဲ့ပါတယ်ပြောပြခဲ့ပါတယ်သိအများကြီးတောင်မှပြောပြကြမလို့ပါတစ်ချက်တည်းနဲ့တင်မြန်မာတပ်မတော်ကိုချစ်ခင်ယုံကြည်လေးစားထောက်ခံလို့ရပါတယ်အဲ့ဒီအချက်ကဘာလဲဆိုရင်မြန်မာနိုင်ငံကြီးအခုချိန်ထိမြေပုံပြောင်းမသွားသေးတာမြန်မာနိုင်ငံရဲ့မြေပုံပြတ်မသွားသေးတာဟာမြန်မာတပ်မတော်ရဲ့အကြီးစုပါပဲအဲ့ဒီတော့ဒီဗီဒီယိုဖိုင်လေးကိုနာမည်ပေးထားသလိုမြန်မာတပ်မတော်ညီမချင်းဒေါ်ဆန်းစုကြည်ညီမချင်းမြန်မာတပ်မတော်လို့ပေးမယ်ဆိုရင်ပေးလို့မရပါဘူးတိုင်းပြည်ပေါ်မှာထားတဲ့မြန်မာတပ်မတော်ရဲ့စေတနာနဲ့တိုင်းပြည်ပေါ်မှာထားတဲ့ဒေါ်ဆန်းစုကြည်ရဲ့စေတနာတခြားစီပါနောက်ဆုံးဥပမာလေးပေးပါမယ်ခမည်းတော်တွေမှာကိုချစ်ခင်မျက်နှာတန်ဖိုးထားရတဲ့အရာတခုရှိတယ်လူတယောက်ရှိတယ်ဆိုပါစို့အဲ့ဒီလူရဲ့ပုံတူကိုကိတ်မုံလှုပ်ပြီးတော့အဲ့ဒီလူရဲ့မွေးနေ့မှာခမည်းတော်အစိတ်စိတ်မောင်မှာဓာတ်နဲ့လှီးပြီးခွဲဖြက်ရပ်ပါမလားဖြက်စီးပြစ်ရပ်ပါမလားအေးလေးစဉ်းစားကြည့်ပါကျွန်တော်ထပ်ပြောပါမယ်ခုဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့သူမှာအမေရှိတယ်မျက်နှာရတဲ့သူရှိတယ်ချစ်ခင်ရတဲ့သူရှိတယ်တန်ဖိုးထားတဲ့အရာတခုရှိတယ်ဆိုပါတော့ကိုချစ်ခင်လေးစားတန်ဖိုးထားတဲ့သူပစ္စည်းအဲ့ဒီအရာကိုပုံတူလုပ်ပြီးတော့ဓာတ်နဲ့အပိုင်းပိုင်းဖြတ်ပြစ်ရဲတဲ့နှလုံးသားရှိပါမလားဖြတ်ပြစ်ခြင်းပါမလားကျွန်တော်တို့ရုပ်ရှင်တဲ့ဗီဒီယိုမှာရှိပါတယ်နမိတ်ပုံလေးတွေကရုပ်ရှင်ရိုက်လို့ရှိရင်ထည့်ရိုက်ကြရပါတယ်ဒေါ်စုရင်ထဲမှာရှိနေတဲ့ဆန္ဒကိုအဲ့ဒီချက်လေးတစ်ချက်နဲ့နမိတ်ပြသွားခဲ့တာပါပဲဒါကြောင့်မို့လေဒီနေ့ဒီချိန်ထိကျွန်တော်ဒေါ်ဆန်းစုကြည်ကိုချစ်ခင်ယုံကြည်လေးစားထောက်ခံလို့မရတာပါမြန်မာတပ်မတော်ကိုတော့ကျွန်တော်တည်တဲ့အထိချစ်ခင်ယုံကြည်လေးစားထောက်ခံနေဦးမှာဘာကြောင့်လဲဆိုတော့ဒီနေ့အထိမြန်မာပြည်နဲ့မြန်မာနိုင်ငံသားတွေကိုမြန်မာတပ်မတော်ကကာကွယ်ပေးနေလို့ပါပဲကျွန်တော်မေ့လို့ဆို